ရာခဲသောလူဘဝနှင့်ရယူရမည်အနှစ်သာရမြတ်စွာဘုရားကမနုဿတ္တဘာဝဒုံလဘောလူဘဝရခဲတယ်လို့ပြောတာဟောခဲ့ဖြစ်တယ်ဒါဟာနိုင်ရှင်ကြည့်ပြီးတော့လူဘဝဘလောက်ခဲရင်လဲဆိုတာနိုင်ရှင်ချက်နဲ့ကြည့်ပြောတာဒါဖြစ်တယ်လောကမှာတရားမျိုးစုံရှိတဲ့ထဲမှာလူတဲ့နှိမ့်ကြတဲ့တရားတွေကငရဲတရိစ္ဆာန်ပြိတ္တာအတုရကဲဆိုလူတဲ့နှိမ့်ကြတဲ့တရားဘုံ၄ဘုံမှာအပယ်၄ဘုံမှာရှိတဲ့တရား၄မျိုးလူတဲ့အစင်မြင့်တယ်လို့လည်းပြောခြင်းလည်းပြောလို့ရတယ်လူနဲ့အစင်တန်းတူတယ်လို့လည်းပြောလို့ရတယ်ဘုံမဇ္ဇတ္တိဖြစ်တဲ့စတုမဟာရိအဲ့ဒီတဲ့ပို့ပြီးတော့ချမ်းသာတဲ့တာဝတိနာယာမတုတ်တိတနေမနာရတိပရဏိမိတဝတဝတိလို့ဆိုနတ်ပြည်6ထပ်အဲ့ဒီတဲ့အစင်မြင့်သွားတဲ့ပြမ20အလုံး30ပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားပြမပြည်ကိုလည်းရခဲ့တယ်လို့မဟောဘူးနတ်ပြည်ကိုလည်းရခဲ့တယ်လို့မဟောဘူးလူပြည်ကိုရခဲ့တယ်လို့ဟောတာအကြောင်းရှိတယ်ပေါ့ဘာကြောင့်လူပြည်ကိုရခဲ့တယ်လို့ဟောတော့ဆိုတော့ပြမဘုံရောက်သွားတာလဲလူဘုံကမှတဆင်ရောက်လို့ရတယ်နတ်ပြည်ရောက်တယ်ဆိုတာလဲလူဘုံကမှတဆင်ရောက်လို့ရတယ်အလွန်မြင့်မြတ်တဲ့ဘုံဘဝတွေကိုရတယ်ဆိုတာလူဘဝနဲ့ကြိုးစားအထောက်ချင်းဖြင့်သာလဲရနိုင်တာဖြစ်လို့လူဖြစ်ပြီးဆိုလို့ရှိရင်ပြမဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်နတ်ဖြစ်ဖို့လဲအခွင့်အရေးရှိသွားတယ်အဲ့တော့နတ်ဖြစ်ဖို့ကနတ်ပြည်ရောက်ဖို့ဆိုတာကြတော့ဘာတွေလောက်အောင်လို့အခွင့်အရေးရှိတာတော့လို့ဆိုလူဘုံလူဘဝရောက်နေတဲ့အချိန်လေးမှာဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်ဒါနသီလ2မျိုးနဲ့တည်းမဲ့လူတွေဟာနတ်ဘဝရရှိနိုင်ဒီလိုဆိုလိုတာနော်နတ်ဘဝကိုရရှိနိုင်တယ်ဒါဖြင့်ဗြဟ္မာဖြစ်ဖို့ကြတော့ဗြဟ္မာဖြစ်ဖို့ကြတော့ဒါနသီလ2မျိုးလေးပြည့်စုံနဲ့မလုံတော့ဘူးသီလကိုအခြေခံပြီးတော့သမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်ဖို့လိုတယ်ဇံရမအဘိညာဉ်တွေရမရူပဇံအရူပဇံဆိုတဲ့ဇံတရားတွေသမထကျင့်စဉ်တစ်ခုကျင့်ပြီးတော့မှထိုသမထကျင့်စဉ်အောင်မြင်သွားပြီဆိုလို့ရှိရင်လူသားတယောက်သိဆုံးသွားတဲ့အခါမှာဗြဟ္မာဘုံရောက်သွားတယ်အဲ့တော့လမ်းကြောင်းတွေကလူပြည်ကသွားတဲ့လမ်းကြောင်းကြီးပဲကောင်းတော့လူမဖြစ်ဘဲနဲ့ဗြဟ္မာဖြစ်ဖို့လမ်းကြောင်းဆိုတာပထမနဲတယ်နော်နတ်ပြည်ကရောဗြဟ္မာပြည်မရောက်နိုင်ဘူးလားဆိုတာရောက်နိုင်ပါသို့တော့အခွင့်အရေးဟာလူဘုံတော့မကောင်းဘူးလို့ပြောတာဘာဖြစ်လို့လဲဆိုရင်တရားအထုတ်ဖို့အခွင့်အရေးဟာလူပြည်မှာရှိတယ်သမထကျင့်စဉ်ကျင့်ဖို့အခွင့်အရေးဟာလူပြည်မှာရှိတယ်ဒါကြောင့်မို့လူဘုံကိုကမ္မဘူမိအလုပ်လုပ်ရတဲ့ဘုံတစ်ဘုံမြတ်သောကျင့်ကိုကျင့်လို့ရတဲ့ဘုံဘဝနောက်ဆုံးမှနိဗ္ဗာန်ကိုရချင်တယ်ဆိုရင်လူပြည်မှာပဲလူဘဝအနေနဲ့မြတ်သောကျင့်ကိုကျင့်တစ်ဖက်ကတခါစဉ်းစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဖျားဖြစ်တာဟာလူသားတွေကပဲဖြစ်လို့ရတယ်နတ်တွေကဖျားဖြစ်တာမရှိဘူးဗြဟ္မာတွေကဖျားဖြစ်မှာမရှိဘူးလူသားတွေကပဲဖျားဖြစ်နိုင်ပိစိကဗုဒ္ဓဖြစ်တာရောပိစိကဗုဒ္ဓဖြစ်ဖို့ဆိုတာလေလူသားတွေကပဲဖြစ်တယ်ယန္တာဖြစ်ဖို့ဆိုတာတွေကတော့နော်နတ်တွေမှာလည်းအခွင့်အရေးရှိတယ်ဗြဟ္မာတွေမှာလည်းအခွင့်အရေးရှိတယ်သို့တော့သူတို့အခွင့်အရေးမရှိတာဘုရားပိစိကဗုဒ္ဓမဖြစ်နိုင်ဘူးအဲ့ဒီစံချိန်နဲ့ကြည့်လိုက်ပဲဆိုရင်လူဘဝရဲ့တန်ဖိုးဟာအလွန်မြင့်မားတယ်လို့ပြောဘာကြောင့်လူဘဝတန်ဖိုးမြင့်မားနေရတယ်လဲလို့ဆိုရင်ကောင်းမြတ်တဲ့အကျင့်ဟူသမျှသည်လူဘုံမှာလုပ်လို့ရတယ်လူပြုံမှာကြည့်လို့ကျင့်လို့ရတယ်ပေါ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူများဟာလည်းပဲလူဘုံမှာပွင့်သည့်အတွက်ကြောင့်ထ
ထိုဘုရားရှင်ရဲ့အဆုံးအမအပြည့်ဝရဖို့ဆိုတာလေလူသားတွေမှာအပြည့်ဝရတယ်ဘဝမှာလူဘဝရပြီးတော့ယဟန်အဖြစ်ခံယူပြီးတကယ်ကိုမြတ်စွာဘုရားရဲ့တပည့်ရင်သာဝကအဖြစ်နဲ့နေဖို့ဆိုတာလေလူဖြစ်ဖို့လိုတယ်ပေါ့အဲ့တော့လူရဲ့တန်ဖိုးတွေကအလွန်များတယ်အလွန်များတယ်စဉ်းစားကြည့်အောင်နောက်တစ်ခုနတ်ပြည်ဆိုတာချမ်းသာဒုက္ခအလွန်များတယ်ချမ်းသာခြင်းနှိုင်းယှဉ်လိုက်မယ်ဆိုရင်လူချမ်းသာနဲ့နတ်ချမ်းသာနတ်ချမ်းသာအများကြီးတာတယ်နော်လူချမ်းသာနဲ့နတ်ချမ်းသာနှိုင်းယှဉ်ကြည့်လိုက်လို့ရှင်ဘယ်လောက်ထိကွာတော့ဆိုရင်ပင်လယ်တွေကရေတစ်စက်နဲ့ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေအားလုံးနဲ့နှိုင်းယှဉ်ရတယ်လို့ဖြစ်တယ်လူချမ်းသာဆိုတာပင်လယ်ထဲကရေတစ်စက်ပမာအနည်းငယ်လေးသာရှိတယ်နတ်ချမ်းသာဆိုတာပင်လယ်ထဲကရေတွေပမာအလွန်များတယ်နတ်ဘုံဆိုတာချမ်းသာဒုက္ခများတဲ့ဘုံဖြစ်တယ်ချမ်းသာဒုက္ခများတဲ့ဘုံဖြစ်သည့်အတွက်ကြောင့်နတ်တွေဟာတရားထုတရားမြတ်ရဖို့အတွက်လူတွေလောက်တတိတရားမကောင်းကြဘူးတဲ့သိချမ်းသာနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်တယောက်ဘာမှသတိထားမှာမဟုတ်ဘူးဒါသဘာဝပဲနော်သိပြီးဆုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာမှသတိထားနိုင်မှာမဟုတ်ဘူးအလွန်ချမ်းသာနေတဲ့ချမ်းသာတဲ့ဘဝရရှိနေလို့ရှိရင်သူဟာတတိပြုမိမှုအလွန်နည်းလေပဲဒါကြောင့်မို့မြတ်စွာဘုရားကနတ်တည်တဲ့တာတဲ့အချက်တွေနဲ့ပတ်သက်ပြီးဟောထားတာရှိတယ်လူတွေဟာရဲစွမ်းတတ္တိရှိတဲ့နေရာမှာလဲနတ်တွေတဲ့တာတယ်တဲ့တတိရှိတဲ့နေရာမှာလဲပဲနတ်တွေတဲ့တာတယ်မြတ်သောအကျင့်လို့ဆိုရဲမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရတဲ့နေရာမှာလဲပဲနတ်တွေတဲ့တာတယ်ဆိုတော့နတ်တွေတဲ့တာလွန်တဲ့အချက်တွေရှိတယ်ဒါနတ်တွေရောလူတွေမတာဘူးလားဆိုတာတဲ့အချက်တွေရှိပါချမ်းသာတွေလူချမ်းသာတဲ့အများကြီးချမ်းသာတယ်နတ်ချမ်းသာနိုင်ရှင်လို့မရတော့အောင်နတ်ချမ်းသာချမ်းသာသို့တော့ခုနအချက်တွေနဲ့နိုင်ရှင်ကြည့်လိုက်လို့ရှင်နတ်ချမ်းသာကိုအကြောင်းပြုပြီးတော့နတ်တွေဟာတတိတရားနည်းပါးကြတယ်မြတ်သောအကျင့်ကျင့်မှုခွင့်လန်းနည်းပါးကြတယ်ဒါကြောင့်ကြားဘူးရတယ်မဟုတ်လား950ဇတ်တွေထဲမှာဆိုတရားမင်းကြီးဟာဥပုသ်ဆောင်ခြင်းတဲ့အခါမှာလူပြေလာဆောင်ဒါနကောင်းမှုလုပ်ခြင်းတဲ့အခါမှာလည်းလူပြေလာပြီးဒါနကောင်းမှုလုပ်လူပြေလောက်အခွင့်မကောင်းမှုလို့ဆိုလိုတယ်ပေါ့ကုသိုလ်လုပ်ဖို့ဒါကြောင့်မလို့ဒေဝတ္တတုတ်ပါဆိုလို့ရှိရင်နတ်သားတယောက်တတန်းစေလို့သုတေစိတ်ကြတော့မယ်ဆိုလို့ရှိရင်နတ်တွေကအလွန်ပြောစရာကောင်းတဲ့နန်းတော်ဥယျာဉ်ကြီးတွေဆွဲခေါ်သွားပြီးတော့သူ့ကိုစကားသုံးခုနဲ့မှာကြားကြတယ်တငယ်ချင်းမင်းစိတ်ကူးမလွဲနဲ့ဘယ်ကိုမှမမျှော်မှန်းနဲ့အကောင်းဆုံးသူဂတိဘုံကိုရောက်အောင်မှာသွားမင်းသိသွားလို့ရှိရင်သူဂတိဘုံမဲ့သွားသူတို့ပြောတဲ့သူဂတိဘုံဆိုတာလူဘုံကိုပြောတာတဲ့အဲ့ဒီသူဂတိဘုံသွားပြီးတော့အကောင်းဆုံးလလဘာကိုမင်းရအောင်ယူအကောင်းဆုံးလလဘာဆိုဒီမှာကံကံဤကျိုးဖရာတရားတန်ခါယရဏသုံးပါးကိုခုံကိုယုံကြည်မှုဆိုတဲ့တထာအဲ့ဒါအကောင်းဆုံးသောရလတစ်ခုပဲအဲ့ဒါကိုရအောင်ယူပြီးတဲ့အခါအဲ့ဒီအရာပေါ်မှာအကောင်းဆုံးသောအရာပေါ်မှာမင်းခိုင်မာအောင်ကြိုးစားလို့ဆိုတရားတရားခိုင်မာအောင်ကြိုးစားလို့အဲ့တော့လူပြည်ရဲ့တန်ဖိုးနတ်တွေကဒီလိုပြောဆိုပြီးတော့တိုက်တွန်းကြတယ်ဘယ်မှသွားဖို့စိတ်မကူးနဲ့သူဂတိဘုံဆိုတဲ့လူဘုံကိုသွားတရားတရားရအောင်ကြိုးစားတရားတရားရပြီးရင်အခိုင်အမာရှိဖို့ကြိုးစားလို့ဆိုတော့အဲ့ဒီလိုလှုပ်ခြင်းအဖြစ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဟောဒီနတ်ဘုံဆိုတာမင်းအတွက်အလွယ်လေးပဲဒီတဲ့ကောင်းတဲ့အနေအထားနဲ့မင်းပြန်ရောက်လာမယ်ဒီလိုလမ်းညွှန်မှုပေးကြတာအားပေးကြလူဘုံသာသွားလူဘုံရောက်လို့ရှိရင်နတ်ပြည်ပြန်ရောက်လာမှသိကြတယ်ဒါနကောင်းမှုသီလကောင်းမှုတွေလုပ်မယ်အဲ့ဒီလိုနတ်တွေဟာ
လူပုံတမိုးထားကြဒါလူပြည်ရဲ့ဒါကြောင့်မို့လို့အခုလို့တံပိုးတွေကြီးမားလို့လူဘဝရခဲ့တယ်လို့ပြောတာနောက်တစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်ကြည့်လူတွေရဲ့မျက်မြင်ကိုယ်တွေ့ဒီကနေ့ကဘာဘုန်းကြီးတို့နေထိုင်ကြတဲ့လူသားလူဦးရေဟာတန်ပေါင်း9000ကျော်ရှိတယ်ဆိုတယ်နော်မြန်မာပြည်မှာ51 သန်းလို့ပြောတယ်လူဦးရေတရုတ်ပြည်မှာတန်ပေါင်း1000ကျော်ရှိအိန္ဒိယနိုင်ငံမှာလည်းတန်ပေါင်း1000ကျော်ရှိထို့တူပဲနိုင်ငံတွေအသီးသီးလူဦးရေကိန်းစရာတွေကိန်းခန်းတွေရှိတယ်ပေါ့အလုံးပေါင်းလိုက်လို့ရှိရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေအလုံးလူမျိုးအလုံးပေါင်းစပ်ပြီးတော့ပြောတယ်တန်ပေါင်း9000လို့သူတို့တွက်ချက်တယ်ဒါလူသားတွေတကောင်စရင်လို့ပြောလို့ရအဲ့ဒီလူသားတွေရဲ့တကောင်စရင်ကိုငါးတစ်မျိုးတည်းနဲ့ပဲနှိုင်းယှဉ်ကြည့်ဘယ်သူကများမလဲဆိုလို့ရှိရင်နော်ငါးတစ်မျိုးတည်းပဲနှိုင်းယှဉ်ကြည့်ဒါငါးဆိုတဲ့အကောင်ကပဝစိတ်တို့ဒီတဲ့သေးတဲ့အကောင်လေးတွေရှိသေးတယ်ပဝစိတ်တွင်ဆိုရင်ပဝစိတ်ပေါင်းတန်ပေါင်းများစွာရှိမယ်နော်ငါးတကောင်ပဲကြည့်လိုက်ငပုံနာဆိုတဲ့ငါဆုံးဝိုင်းနေမှာခဏခဏပါတယ်ငပုံနာဆိုရင်ငါဥတွေအများနဲ့ပါတယ်တကောင်မှဥတဲ့ငါဥပေါင်းတန်းချီရှိတယ်အဲ့တော့ပင်လယ်ပြင်ကြီးကလည်းအလွန်ကျဲရေပြင်တွေကလည်းအလွန်ကျဲရေထဲမှာဖြစ်တဲ့ငါးတွေကလည်းမျိုးစုံငါးတကောင်ရဲ့ပိုက်ထဲမှာဖြစ်လာတဲ့သရဝတွေကတန်းချီရှိတယ်ဆိုလူဦးရေနဲ့နှိုက်ဆလို့မရအောင်ငါးတစ်မျိုးတည်းဒီပင်နဲ့လူဦးရေတွေများနေတယ်ဒီပြင်သရဝတွေကိုမပြောနဲ့အောင်တရိษံဟာမျိုးပေါင်းများစွာရှိတယ် species လို့ခေါ်တယ်တရိษံမျိုးပေါင်းများစွာရှိတယ်တဲ့လူတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တရိษံဥယေဟာအဆမတန်များတယ်ဟောဖိတ်တာဘဝကြည့်လိုက်အောင်မလားဒါတော့လူမမြင်ရဘူးငရဲဘောတရိษံဘဝဆိုတာတော့လူတွေအတိုင်းအတာတစ်ခုရသိနိုင်တယ်အတိုင်းအတာတစ်ခုရသိနိုင်ဖိတ်တာဘဝဆိုတာလူတွေမမြင်ရဘူးငရဲဘောလူတွေမမြင်ရသို့တော့အဝိစီဆိုတဲ့ငရဲအဝိစီရဲ့အဓိပ္ပာယ်ကဘာလို့ဆိုငရဲခံနေတဲ့သရဝါတွေဟာအကြလက်မရှိအောင်ပြည့်ညတ်နေတယ်လို့သူတို့ပြောတာအခုဘုန်းကြီးတို့တရားပွဲလာတဲ့တရားနာပိဋကတ်တွေတယောက်နဲ့တယောက်ထိုင်တာထိမနေဘူးဂျားတွေရှိတယ်လွတ်နေတဲ့နေရာတွေရှိတယ်အေးအဝီစီကြလို့ရှင်တုံးနဲ့တူဂျားကိုမရှိအောင်ထိဆက်နေဘာနဲ့ဥပမာတူတော့ဆိုအဘူးထဲမှာအခလေးတွေထည့်ထားတယ်အခလေးတွေပြည့်ထည့်ထားပဲဆိုရင်တစ်ချောင်းနဲ့တစ်ချောင်းထိပြီးတော့နေသလိုပဲငရဲပြေမှာရောက်နေတဲ့သရဝါတွေဟာအလောက်များတယ်လို့ဆိုတယ်အဲ့တော့လောကမှာဘယ်ရာပဲဖြစ်ဖြစ်နည်းတယ်များတယ်ဆိုတာနှိုင်းယှဉ်ပြီးပြောရခဲ့တယ်ရလွယ်တယ်ဆိုတာနှိုင်းယှဉ်ပြီးပြောမြတ်စွာဘုရားသခင်ကိုရောမြတ်ကအခုလိုအရေးအတွက်အဖြစ်ကြည့်လိုက်မယ်ဆိုရင်လေလူတွေရဲ့အတိုင်းအတာတစ်ခုဟာအလွန်ပဲနည်းတယ်လို့ဒီလိုပြောမယ်ခြားသရဝါတွေနဲ့နှိုင်းယှဉ်မတန်နည်းလူဖြစ်ဖို့ဆိုတာလည်းအတ္တမခဲနေအဲ့ဒီလိုခဲရင်လို့လူဖြစ်လာပြီဆိုပြန်တော့လည်းပဲနော်လူဘဝမှာလူပီပီသားသားနဲ့ကောင်းတာတွေကြီးလုပ်ကြတာမဟုတ်ဘူးမကောင်းတာတွေလည်းလုပ်ကြတယ်ကောင်းတာလုပ်တဲ့လူနဲ့မကောင်းတာလုပ်တဲ့လူပဲအများမဲ့တယ်နော်မကောင်းတာလုပ်တဲ့လူကများတယ်အဲ့တော့မကောင်းတာလုပ်တဲ့လူတွေများတယ်ဆိုမကောင်းတာလုပ်ရင်ဘယ်ပုံသွားတော့ဆိုမကောင်းတဲ့ပုံတွေသွားမှာပဲမြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးဟောထားတာရှိတယ်လူသေးပြီးလူပြန်ဖြစ်တာအလွန်နည်းတယ်လူသေးပြီးငရဲရောက်တာများတယ်လူသေးပြီးတိရစ္ဆာန်ဖြစ်တာများတယ်လူသေးပြီးပြိတ္တဘဝရောက်သွားတာများတယ်သူဆိုတယ်နော်လူသေးပြီးတိရစ္ဆာန်ဖြစ်သွားတော့အပယ်လေးပုံရောက်သွားတာတွေကပုံများတယ်လို့သူဟောတာ
အဲ့တော့30ဘုံတရားတွေဟာကျင်လဲနေတဲ့အထင်ပဲအရေးအတွက်အားဖြင့်ပြောမယ်ဆိုရင်လူဘုံရောက်တဲ့တရားနည်းတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတာလစ်စိတ်ကလဆိုတော့ထမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ဟောကြားထားတဲ့သုတ္တရှိတယ်ရှုကလစ်စိတ်တာအဲ့ဒီထမိုးထုံကြီးယူကိစိတ်ထမိုးထုံကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတစ်ပေါက်ထဲပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကန်းမျက်စိမမြင်ရတဲ့စိတ်ဒီလိတ်ကြီးတစ်ကောင်မျက်စိမပါတဲ့လိတ်ကြီးတစ်ကောင်ဟာလေပင်လယ်အောက်ကျမ်းပြေမှာလှည့်လည်သွားလာပြီးရမယံခါမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ်အဲ့တော့အနှစ်တရာကြာမှသူကပင်လယ်မျက်နှာပြင်ပေါ်ရောက်လာတတ်တယ်အဲ့ဒီလိတ်ကန်းကြီးတစ်ကောင်အနှစ်တရာကြာမှပင်လယ်ပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောချင်ရမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်မှာပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့လက်ရဲ့ခေါင်းနဲ့အန်ချဆွမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးနော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေလို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့စာထဲမှာမပါပေမဲ့ပြောကြတာရှိတယ်ဗြဟ္မပြေကအတ္တဇင်လူပြေကအတ္တဇင်ချလိုက်အဖျားခြင်းသာထိမယ်ဆိုတာစာထဲတော့မပါဘူးခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမခဲနေခဲတော့လေလူဘဝဟာတန်ဖိုးရှိတဲ့ဘဝသိချတယ်အဲ့ဒါကြောင့်မို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလုံးရမလဲအခုလိုတန်ဖိုးရှိတဲ့လူဘဝရလာတဲ့အခါမှာရတဲ့အနှစ်သာရတွေကဘာတွေလဲအဲ့တော့လူဘဝအခုရနေကြတယ်ဘယ်လိုအနေထားနဲ့ပဲလူဖြစ်ဖြစ်မျက်စိနာနာလျာကာယကိုယ်ရင်ကအပြည့်အဝနဲ့လူဖြစ်နေကြတယ်အဲ့ဒီလူဖြစ်နေတဲ့အချိန်မှာရယူရမယ်အနှစ်သာရတွေကဘာတွေလဲဒါသိဖို့မလိုဘူးလားအနှုံးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလူတွေကြည့်နေ့စဉ်ဘာတွေလုပ်နေလဲနေ့စဉ်ထမင်းစားရဖို့ပျော်ရဖို့ပါရဖို့ပတ်စံရဖို့နော်နေစရာရှိဖို့နေစရာရှိပြင်လည်းနေ့စဉ်စားရဖို့နေ့စဉ်ဝတ်ရဖို့ပျော်ဖို့ပါဖို့အဲ့ဒါတွေအတွက်အလုံးလုံးနေကြတာမဟုတ်လားအချိန်ပေးပြီးတော့အလုံးလုံးနဲ့သူများမကြည့်နဲ့ကိုယ့်ကိုပြန်ကြည့်ပေါ့အားလုံးကိုလည်းခြုံကြည့်လိုက်ရင်လူတွေဟာနေ့စဉ်နဲ့အမျှမမောနိုင်မပန်းနိုင်ရှားနေကြတာဘာရှားနေကြလဲငွေကြေးဒနာရအောင်ရှားကြတယ်ပျော်ရွှင်ချမ်းမြေ့မှုရလို့ရညာရှားနေကြနော်ချမ်းသာမှုရဖို့ရရှားနေတယ်ချမ်းသာမှုကိုပေးနိုင်တယ်လို့ထင်ပြီးတော့အလုပ်ရှားကြတယ်ငွေရှားကြတယ်စီးပွားဥစ္စာတွေရှားကြတယ်အဲ့တော့အဲ့ဒါတွေကအနှစ်သာရလားလို့ပြောလိုက်ရင်ဘယ်အနှစ်သာရဟောမှာခိုင်မာရဲ့လားလို့ဆိုမခိုင်မာဘူးမရှိရင်လည်းမဖြစ်ဘူးရှိရမရှာလို့လည်းမဖြစ်ဘူးရှာရမှာသို့တော့အဲ့ဒီဟာတွေကတကယ်အနှစ်သာရလားလို့ဆိုဘယ်အနှစ်သာရဟောမလဲဆိုပါစို့စဉ်းစားကြည့်ငွေကြေးဒနာတွေရှာလို့ဖွေလို့ချမ်းသာကြွယ်ဝသွားပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာတကယ်ချမ်းသာကိုသူရသွားလားမတောင်းမတမကြောက်ကြချမ်းသာမျိုးရလားလို့ဆိုပဲစာများများချမ်းသာလေးလေးစိုးရိမ်တော့ကများလေးလေးပဲတရောင်းစားကခွက်ပြောက်မှမပူရဘူးသူ့ချတော့ပြောက်မှတွေပူရတယ်အများကြီးစိတ်နေရွှေတွေငွေတွေချမ်းသာရင်အဲ့ဒါတွေပြောက်မှပူရတယ်ဟုတ်ကလားအဲ့တော့လောကကြီးမှာစဉ်းစားကြည့်ပိုက်ဆံကစိတ်ချမ်းသာမှုကိုပေးနိုင်ရဲ့လားအပြည့်ဝ
ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ပိုက်ဆံရှိတာကိုသိလို့လာရောက်ပြီးလူသွားတယ်ပိုက်ဆံကိုအကြောင်းပြုပြီးတော့ပိုက်ဆံကိုလူခိုးသွားတယ်သုံးဖို့လာရောက်ပြီးတိုက်ခိုက်လူယူသွားတယ်ဟောချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့ဒီဒုက္ခရောက်ပြန်တရောင်းစားအိမ်ဘယ်တမျှမှမတိုက်ဘူးဆိုလိုတာတရောင်းစားလို့မွဲရမယ်လို့ပြောတာမဟုတ်ဘူးပတ်စံချမ်းသာတာဒုက္ခကိုမပေးနိုင်ဘူးလို့ဆိုချင်တာနော်အပြည့်အဝမပေးနိုင်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုကြတော့ပေးနိုင်ပါတယ်ပတ်စံရှိလို့ချမ်းသာတယ်စားနိုင်တယ်တောက်နိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဒါပတ်စံရှိလို့ရဟုတ်တယ်သို့တော့ချမ်းသာတက်လာလို့ဆိုမဟုတ်ဘူးကြောင်းကြမရှိတောင်းတရှိကြောင်းကြရှိနေတဲ့လူကအများအားကြောင်းကြလေတရားပွဲလာရင်တော့အိမ်ကိုလူမရှိဘူးဆိုတော့ခတ်ခဲ့ရနော်ကြောက်မှဆိုရတယ်အဲ့တော့မရှိရင်တောင်းတတယ်ရှိရင်ကြောင်းကြတယ်အဲ့ဒီကြောင်းကြတာဟာဒုက္ခလားဒုက္ခလားလို့ဆိုဒုက္ခအဲ့ဒါဘယ်သူကြောင့်ဖြစ်ရတာတော့ဆိုငွေကြေးတဏှာကြွယ်ဝချမ်းသာမှုကြောင့်ဖြစ်တာလို့ဆိုဩပတ်စံကလည်းချမ်းသာဒုက္ခကိုပေးနိုင်ဘူးလို့သူပြောလို့ရတယ်နော်အပြည့်ဝပေးနိုင်ဘူးပတ်စံနဲ့ဝယ်လို့မရတာလောကမှာအများကြီးပဲဟုတ်ပြီလူကရလာတယ်တဖြည်းဖြည်းအိုးလာတယ်ငွေကြေးချမ်းသာတဲ့လူကမအိုးအောင်တားလို့ရလားပတ်စံပေးပြီးတော့မအိုးခြင်းဘူးအိုးခြင်းကလွတ်အောင်လုပ်လို့ရမလားမရဘူးမနာခြင်းဘူးနာခြင်းကလွတ်အောင်လုပ်လို့ရမလားမရဘူးမသေးခြင်းဘူးသေခြင်းကလွတ်အောင်လုပ်လို့ရမလားဆိုမရဘူးအဲ့တော့ပတ်စံနဲ့လုပ်လို့မရတာတွေအများကြီးပဲအများကြီးပဲဒါကြောင့်ငွေကြေးဌာနကိုမြတ်စွာဘုရားချမ်းသာဒုက္ခကိုပေးနိုင်တယ်လို့ဘယ်တော့မှမဟောဘယ်တော့မှမဟောအဲ့တော့ချမ်းသာကြွယ်ဝမှုပစ္စည်းဥစ္စာတွေကအနှစ်သာရလားလို့ဆိုအနှစ်သာရမဟုတ်ဘူးဒီထဲမှာပင်စနံဝေရဏံသာဒရဏဘာဝေနအတ္တရတဓနတ္တနော်ကဏ္ဍဆက်မှာဘုရားလောင်စဉ်းစားပုံတွေကိုစဉ်းစားကြည့်ပင်စနံဝေရဏံသာဒရဏဘာဝေနယန္တိမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့နေတယ်လူတွေပိုင်ဆိုင်တဲ့ပစ္စည်းဟာယန္တိမျိုး၅ပါးနဲ့ပတ်သက်နေတယ်ဆက်ဆံနေတယ်လို့ဆိုလို့ဆက်ဆံတယ်ဆိုတာဘာတွေနဲ့ဆက်ဆံမီးနဲ့ဆက်ဆံတယ်မီးလောင်ရင်လည်းပါသွားမယ်ရေကြီးလို့ရှင်လည်းပါသွားတယ်ရာဇသာဒရဏတပြည့်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကသိယူရင်လည်းပါသွားတယ်သောရသာဒရဏတခိုးဓမြတွေကလူယူတိုက်ခတ်သွားရင်လည်းပါသွားတယ်အပိယဒါယာဒသာဒရဏကိုယ်အိမ်မှာကိုယ်မွေးလာတဲ့သားဆိုသမီးဆိုဆိုတာလည်းရှိတတ်တယ်သူတို့ကသုံးလိုက်ဖြုံးလိုက်လို့ရှင်လည်းဒီပစ္စည်းကကုန်သွားတယ်ဒါကြောင့်မို့ပစ္စည်းဥစ္စာတွေဟာရှာတော့ရှာရတယ်ရှာထားပြန်တော့ပစ္စည်းကတော့လဲကိုယ့်ကိုယ်စွန့်ကိုယ်ကတော့လဲပစ္စည်းကိုစွန့်ဆိုကိုဥစ္စာကွက်ရတာဒီနေ့ချာအဲ့ဒါကြောင့်မို့လို့ကြွယ်ဝချမ်းသာမှုပစ္စည်းဥစ္စာနှစ်သာရလားလို့ဆိုနှစ်သာရမဟုတ်ဘူးတခဏလေးပိုင်ဆိုင်ခွင့်ရလိုက်တာနော်တခဏလေးပဲပိုင်ဆိုင်ခွင့်ရအမြေတွေဘလောက်ပိုင်တယ်တိုက်ဘလောက်ပိုင်တယ်ရွှေတွေဘလောက်ပိုင်တယ်ငွေတွေဘလောက်ပိုင်တယ်ချမ်းသာတယ်ဟိုးရှေ့တော့ကြည့်ပေါ့ဒီပြည်ဦးတွေမှာပိုင်ဆိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာသူတို့ပိုင်ဆိုင်မှုတွေခုချိန်မှာသူတို့ပိုင်ဆိုင်လို့ရသေးလားမရှိတော့တဲ့ဘဝမှာဆိုရင်ဆိုင်လို့မရတော့ဘူးနော်အလုံးထားခဲ့ရတာပဲမဟုတ်လားဘယ်ရာမှယူသွားလို့မရှိကိုဘိုးဘွားမိဘတွေပဲကြည့်လိုက်သူတို့ရှာထားတဲ့ပစ္စည်းတွေရှိတယ်လေသူတို့ရှာသွားပြီးအလုံးကထားပြီးသွားကြတာအဲ့တော့အတိုင်းအတာတစ်ခုပြရလောကလူတွေဟာယာဓုဂုံသိမ်းစီစိန်ဥစ္စာဆိုတာတွေဟာမျက်လုံးလေးနှလုံးမမှိတ်ခင်ပါးစပ်ကလေးမပိတ်ခင်လေးပဲပိုင်ဆိုင်နေကြတာသေတွင်းသေပေါက်ရောက်လို့မျက်လုံးလေးနှလုံးလေးပိတ်လိုက်တာနဲ့
သူပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးသွားတယ်ဘလောက်ချမ်းသာပိုင်ဆိုင်မှုတွေအဲ့ဒီမှာလည်းအဆုံးသတ်သွားပြီအဆုံးသတ်တော့သူကိုယ်တိုင်ကရောသူဆောက်ထားတဲ့အိမ်ပေါ်မှာနေလို့ရသေးလားရတော့ဘူးနေလို့မရတော့သူပိုင်ဆိုင်မှုမရဘူးကျန်တဲ့လူကဘယ်သူမှမထားဘူးသူနော်အမြန်ပို့ပြလိုက်တာပိုင်ဆိုင်ခွင့်ဘာတစ်ခုမှမရှိတော့ဘူးစီမံခန့်ခွဲမှုမရှိတော့ဘူးအုပ်ချုပ်ခွင့်မရှိတော့အဲ့တော့ဘဝအမှန်တူတောင်းတဲ့ဘဝလေးမှာတဏီကုံအပင်မခံပြီးတော့ရှားဝေဆွဆောင်းရတဲ့ပစ္စည်းဥစ္စာကအနှစ်သာရလားလို့မေးတဲ့အခါဘယ်ဟုတ်မှာဘာမှအနှစ်သာရမရှိဘူးမသိခင်လေးပဲအေးပိုင်ဆိုင်နိုင်တယ်သုံးစွဲနိုင်တယ်ဒါလေးပဲရှိတယ်နော်သိသွားရင်လက်ကြည့်ပဲသွားဘာမှမရှိဘူးကိုယ်ပိုင်တာတခုမှမရှိရန်ကုန်သွားတဲ့ highway လမ်းမကြီးမှာနော်ကားမစင်ကြင်မောင်းလို့တည်သွားကြတဲ့လူတွေအများကြီးပဲတချို့များမိသားစုအကုန်လုံးတည်သွားပိုင်ဆိုင်မှုတွေဘာမှမရှိတော့နော်တည်ခြင်းတရားနဲ့ရင်ဆိုင်လိုက်ရတဲ့အခါမှာပိုင်ဆိုင်မှုတွေအလုံးကိုစွန့်လွတ်ထားခဲ့ရတယ်ဆိုတဲ့သဘောတရားကိုထောက်ထားကြည့်မယ်ဆိုရင်ရယူတဲ့အနှစ်သာရမဟုတ်ပြန်ဘူးနော်ပိုင်ဆိုင်မှုတွေအိမ်ပဲဖြစ်ဖြစ်ငွေကြေးဌာနပဲဖြစ်ဖြစ်စိတ်ရွှေရတနာပဲဖြစ်ဖြစ်မြေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လောကမှာလူတွေပြောတဲ့ property ပိုင်ဆိုင်တဲ့ပစ္စည်းတွေမှန်သမျှသည်လူဘဝမှာထာဝရရယူပိုင်ဆိုင်နိုင်တဲ့အနှစ်သာရမဟုတ်ဘူးဆိုရင်ထင်ရှားသွားထင်ရှားတယ်တခဏပဲနေရမယ်အဲ့တော့ရခဲ့သောလူဘဝရပြီးတော့အနှစ်သာရမရှိတာတွေရယူပြီးလူဘဝတစ်ခါဆုံးသွားပြန်ပြီဆိုရင်အဲ့ဒီလူဟာလူဖြစ်ကျိုးနှပ်ပါတော့မလားမနှပ်ဘူးဒီပစ္စည်းတွေရှာပြီးသူသေသွားပြန်တယ်သေတဲ့အခါမှာကုသိုလ်ကောင်းမှုလည်းလုံးမသွားဘူးဆိုရင်ဒီပစ္စည်းတွေမဲ့ပြီးတော့ပြိတ္တာဖြစ်ပြန်ဒီပစ္စည်းတွေမှာကြောင်းကြပြီးတော့ပြိတ္တာဖြစ်တယ်နော်ဆွဲလန်းပြီးတော့ပြိတ္တာတွေဖြစ်တယ်ဥဒ္ဒဆောင်တွေဖြစ်တယ်ဒီလိုဖြစ်တာမွေဖြစ်တယ်အဲ့ဒါလို့လောကကြီးဟာတသက်လုံးကြိုးစားရှာထားတဲ့ပစ္စည်းဥစ္စာတွေဟာကိုယ့်အတွက်အနှစ်သာရမဟုတ်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒါအနှစ်သာရမဟုတ်ယုံနေမကဘူးကိုယ့်ဒုက္ခပေးသွားနိုင်သေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟနန္တိဘောဂဒုံမေတံအခုလိုမစဉ်းစားဘူးဆိုလို့ရှိရင်ဒုံမေတပဲကိုယ့်ဘဝကိုယ့်အရေးကိုမစဉ်းစားတတ်ဘူးဆိုရင်အသိဉာဏ်မရှိရာရောက်တယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုစီးစိမ်ဥစ္စာတွေကကိုယ့်ကိုပဲပြန်ပြီးတော့ဒုက္ခပေးတယ်လို့မြတ်စွာဘုရားလို့ဟောတာနော်ဟနန္တိဘောဂဒုံမေတဘောဂစီးစိမ်ဥစ္စာတို့သည်ဒုံမေတံစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုဟနန္တိဖြစ်စည်းတတ်တယ်ပြန်ပြီးတော့ဒုက္ခရောက်အောင်လုပ်တယ်နောစပါရခဝေတိနောဒါပေမဲ့ပစ္စည်းဥစ္စာကိုစနစ်တကျအနှစ်သာရရအောင်သုံးဆွဲပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားတဲ့နိဗ္ဗာန်ကိုရှာဖွေတဲ့ပုဂ္ဂိုလ်တွေကိုတော့မဖြတ်စည်းနိုင်ဘူးလို့သူတို့ဆိုတယ်အဲ့တော့လူဘဝအနှစ်သာရဟာပိုင်ဆိုင်မှုတွေကလူဘဝအနှစ်သာရလားဆိုမဟုတ်ဘူးတဲ့လူဘဝအနှစ်သာရကဘာတော့ဆိုလို့ရှိရင်နော်ကိုချင်းနဲ့ကိုချင်းတရားသိလားအများကိုလူမှုတမ်းမှုပြုတဲ့ဒါနစာကစွန့်ကြဲမှုဆိုတဲ့စာကစောင့်တည်တဲ့သီလလေးလာစိမှုအထုတ်တဲ့တုဒ္ဒပညာကိုယ်တဏ္ဍာမှာရှိတဲ့တတ္တာဆိုရမယ်ဆိုရင်တတ္တာရဲ့သီလရဲ့တုဒ္ဒရဲ့စာကရဲ့ပညာရဲ့ဒီ၅မျိုးကတော့တကယ်အနှစ်သာရပဲဒီ၅မျိုးမရဘဲနဲ့သေသွားတဲ့လူတွေမရှိဘူးလားအများကြီးရှိတယ်နော်တတ္တာဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကံကံရဲ့အကျိုးကိုယုံကြည်တယ်ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတယ်စိတ်ဝင်စားသည့်အတွက်ကြောင့်တရားနာတယ်သူတော်ကောင်းတွေကိုစိတ်ကပ်တယ်ဘုရားဟောတဲ့အဆုံးအမတွေကိုနာယူတယ်မှတ်သားတယ်လေ့လာတယ်ဖတ်ရှုတတ္တာကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စား
အဲ့ဒီတတ္ထာရှိလာပြီဆိုလို့ရှိရင်သီလဆိုတဲ့ကိုကျင့်တရားခုနစောင့်တည်လိုက်တယ်သီလဆိုတာစဉ်းစားကြည့်နေကိုကျင့်တရားဆိုတာလူဖြစ်လာလို့ရှိရင်သူများအသက်မတတ်ဘူးရှောင်တယ်ဒါကိုကျင့်တရားသူများဥစ္စာမတရားမယူဘူးရှောင်တယ်သူတော်ဘာသမယမစော်ကားဘူးမပြစ်မှာဘူးရှောင်ကျင်တယ်လိမ့်ပြီးပြောကြပြီးတစ်ဖက်သားဒုက္ခရောက်အောင်မလုပ်ဘူးရှောင်တယ်ဝိရစေဝမသုံးဘူးရှောင်တယ်ဟောဒီ၅မျိုးကအလွန်ကျင့်တတ်စရာကောင်းတယ်ကဲဒါရှောင်တဲ့ပုဂ္ဂိုလ်တရားဟာရာဇဝမှုကျွလွန်စရာအကြောင်းရှိရလားရှိဘူးလေလောကမှာရာဇဝမှုဆိုတာလေကြည့်လိုက်လူသားမှုတဲ့ဓမြမှုတဲ့ရိတ်လုတ်တဲ့အမှုတဲ့လိမ်လီမှုဝိရစေဝါဒါတွေပဲမဟုတ်လားဒုစရိုက်ဆိုပြီးတော့အခုပြောနေတဲ့လူလောကမှာအပြစ်ဒဏ်တွေချမှတ်ပြီးတော့ဖန်ဆီးခံနေရတဲ့အလုပ်တွေအဲ့ဒါတွေကြီးပဲလေကဲအဲ့ဒါတွေကကိုယ်တဏ္ဍမှာဒါတွေကိုရှောင်လိုက်တာရှောင်ကျင်ပြီးတော့မိမိကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းကိုသီလလို့ခေါ်တယ်သီလဆိုဒီမှာစေရနာသီလံစေတသိကံသီလံလို့ဆိုတဲ့အတိုင်းစေရနာဆိုတာဒါတွေမလုပ်ပါဘူးလို့ရှောင်ပါမယ်ဆိုတဲ့စိတ်စေရနာစေရနာလို့ခေါ်တယ်ခုနတုန်းကစောင့်တည်လိုက်တဲ့အခါမှာတာမန်စောင့်တည်မျိုးနဲ့မစောင့်တည်နဲ့ဘယ်တော့ပဲဖြစ်ဖြစ်ပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယမေဆိုငါဘယ်သူမှအသက်ကိုမတတ်ဘူးဆိုတဲ့စိတ်စေရနာကိုယ်တဏ္ဍာနဲ့မှာဆုံးဖြတ်ချက်နဲ့ဆိုရမယ်တာမန်လေးနဲ့မဆိုနဲ့နော်သူများတဲ့အသက်ချင်းမှငါရှောင်ပါမယ်တမာဒါနစေရနာမလုပ်ဘူးသူများတဲ့ရှောင်ခြင်းဆိုတဲ့အလုပ်ကိုခံယူဆောက်တည်ထားတယ်အေးသူများဥစ္စာမတရားယူခြင်းရှောင်မယ်ခံယူဆောက်တည်ထားတယ်သူတော်အတမယပြမကျွလွန်ခြင်းမှာရှောင်တယ်ခံယူဆောက်တည်ထားတယ်အေးသူတော်ကအကျိုးမြတ်အောင်လိမ့်လီလှိပြပြောဆိုခြင်းမှာရှောင်တယ်မနာဟုပဲပြောမယ်ခံယူထားတယ်ဝိရစေဝရှောင်တယ်ဆိုအဲ့ဒီရှောင်ဖို့ဆိုပြီးတော့စိတ်ထဲမှာဆုံးဖြတ်ပြီးခံယူဆောက်တည်လိုက်တာတမာဒါနစေရနာလို့ခေါ်တယ်အဲ့ဒီအချိန်မှာတမာဒါနစေရနာသီလရှိသွားတယ်လို့ဒီလိုပြောတာအဲ့တော့လက်ခံထားလိုက်တာသာဖြစ်သေးတယ်သို့တော့အဲ့ဒီသီလဟာကိုလက်ခံထားသည့်အတွက်ကြောင့်မချိုးမဖောက်မချိုးဖောက်ခြင်းဒီသီလကိုလက်ခံထားတဲ့အတိုင်းဟာမပျက်စီးသေးဘူးလို့ဆိုရခုနစောင့်တည်ထားတဲ့သီလကိုချိုးဖောက်တာမလုပ်သေးသမျှကာလပတ်လုံးကိုယ်မှာသီလရှိတယ်လို့တော့ပြောလို့ရတယ်အေးကျွလွန်เสียကြုံလာတယ်တရားရကောင်တတ်ဖို့ကြုံလာတယ်သူများဥစ္စာရှားယူဖို့ကြုံလာတယ်မယူဘူးရှောင်လိုက်တယ်အဲ့ဒါကြတော့ဝိရတိလို့ခေါ်တယ်ကြုံလာတဲ့အခါမှာရှောင်လိုက်တာဝိရတိအဲ့ဒါကြောင့်သီလဆိုတာသူများပစ္စည်းတွေအခုတွေးကြတယ်မော်လားသတင်းစာတွေထဲမှာပတ်စံနေမြောင်များစွာအထုပ်ကြီးမေ့ကြံရင်တယ်အေးပြန်ပြီးတော့ပေးတယ်မယူဘူးရှောင်တယ်လေအဲ့ဒါကိုချင်းသီလလို့ခေါ်အဲ့ဒါလို့ရှောင်တဲ့ပုဂ္ဂိုလ်တွေကိုဂုဏ်ပြုတယ်ဟောဂုဏ်ပြုတိုက်တယ်အရေးချင်းရှိတယ်ဂုဏ်ပြုတိုက်တယ်ရိုးသားတယ်ဖြောင့်မတ်တယ်ဆိုတဲ့အရေးနဲ့ယုံအဲ့ဒါကိုချင်းသီလကိုချင်းသီလဆိုတာရှောင်တာလဲကိုချင်းသီလစောင့်တည်တာလဲကိုချင်းသီလအဲ့ထဲမှာဒီသီလကိုတန်ဖိုးရှိရှိအချိန်မဲ့ကိုယ်တဏ္ဍာမှာစဉ်းစားဖို့လေလိုအပ်သေးတယ်ဘယ်လိုစဉ်းစားရငါမနေ့မိုးလင်းကစပြီးခုချိန်ထိသူများတဲ့မတတ်ဘူးငါကိုချင်းတရားယဟနာပုဂ္ဂိုလ်ကြီးကျင့်တဲ့အတိုင်းကျင့်ရတယ်ဝန်တာဆရာကြီးပဲငါဘဝသူများဥစ္စာတွေငါမခိုးဘူးရှောင်တယ်ဝန်တာဆရာကြီးသူတော်အသားမယားတွေငါမပြစ်မှားဘူးဝန်တာဆရာကြီးသူတော်အကျိုးပြည့်အောင်မလိမ့်လေဘူးဝန်တာဆရာကြီးဝိသေဝမသုံးစားဘူးဝန်တာဆရာကြီးဆိုကိုယ်သီလကိုကိုယ်အာယုံပြုပြီးပီတိဖြစ်အောင်လုပ်ရအဲ့ဒါသီလပရိภာဝိတံစိတ်တံသီလနဲ့ထုံမွန်းထားတဲ့စိတ်လို့ခေါ်တယ်အဲ့ဒီစိတ်ဟာဘယ်တော့မှအောက်ကိုမဆွဲဘူးအထက်ကိုပို့ပါ
စိတ်ဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုလို့တန်ဖိုးတက်အောင်အဲ့ဒါလိုလုပ်ငွေကြေးဒနာတွေဒီအတိုးတက်အောင်ဘယ်လိုလုပ်ကြခြေထားကြတာဟုတ်လားချိန်ကားတယ်ရင်းနှီးမြုပ်နှံမှုလုပ်တယ်ဒီတိုင်းထားလို့ရှိရင်အတိုးတက်ပါမလားမတက်ဘူးသီလလည်းစောင့်တည်အောင်စောင့်တည်ထားပြီးမစင်စားရင်အတိုးမတက်ဘူးပြန်စဉ်းစားပြီးတော့ဝန္တာပီတိဖြစ်ရမယ်ဒီလိုဆိုလို့အဲ့ဒါလူဘဝမှာရယူရမယ်အနှစ်သာရလို့ခေါ်တယ်ပေါ့တတ္တာသီလသုတ္တတရားဓမ္မတွေနားတယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတွေနာယူတယ်မှတ်သားတယ်စာအုပ်တွေဖတ်တယ်လောကမှာအကျိုးရှိရာရှိကြောင်းဘုသုတ္တတွေစီးဖို့အထုတ်တယ်အဲ့ဒီသုတ္တအလွန်တန်ဖိုးရှိတယ်သုတ္တတန်ဖိုးရှိလို့ပါပတ်စံအကုန်ကြခံပြီးတော့စာသင်ကျောင်းတွေဆောင်းနေကြတာမဟုတ်လားကိုယ်သားသမီးတွေကြောင်းထားတာဘာအတွက်ထားတာတော့သုတ္တအတွက်ထားတာအဲ့ဒါကြောင့်သုတ္တဆိုတာရှိရသုတ္တရှိမှ wisdom ဆိုတဲ့ပညာလာတာသင်လိုက်တာတော့ subject matter သင်တာပဲဒါပေမဲ့ပညာသင်တယ်လို့ပြောကြတယ်အေးစဉ်းစားစရာအကြောင်းအရာတွေလောကမှာဖြစ်ပျက်လာတဲ့သိရမယ့်အကြောင်းအရာတွေကိုသင်ပေးတာအဲ့ဒါသုတ္တလို့ခေါ်တယ်ပေါ့အခုတရားပွဲတွေလုပ်တယ်ဆိုတာသုတ္တရအောင်လုပ်တယ်လူဘဝမှာဘယ်လိုနေရမယ်ဘယ်လိုအကျိုးရှိရမယ်ခုလူဘဝရခဲ့တယ်ဆိုတာကိုရှင်းပြလိုက်တော့သဘောပေါက်တယ်နော်လူဘဝရခဲ့တယ်တချို့ကတန်တရားရှိတယ်လူဥယျာဉ်တွေတိုးနေသည့်အတွက်ကြောင့်လူဘဝရခဲ့တယ်လို့မထင်ကြဘူးတရိစ္ဆာန်ဥယျာဉ်နဲ့မနှိုင်းရှင်သေးလို့ပါနော်နှိုင်းရှင်ကြည့်လိုက်ရင်ရခဲ့တာသိချဟောတည်တည်ချာချာစဉ်းစားကြည့်လိုက်တဲ့အခါမှာလူဘဝရခဲ့တယ်လူဘဝရလာပြီရယုံနဲ့တင်ကိုလုံးတဲ့ကိစ္စပြီးပြီလားမပြီးဘူးရယူရမယ်အနှစ်သာရကိုရအောင်ယူဖို့လိုသေးတယ်လူဖြစ်ယုံနဲ့အနှစ်သာရရမှာမဟုတ်ဘူးလူဖြစ်ယုံဖြစ်ပြီးတော့စာဝတ်နေလုံပန်းရင်ကနေပြီးတော့တမ္မာနဲ့ပဲနေစဉ်စားစရာတောက်စရာနေစရာထိုင်စရာတွေရှာရင်ဖွေရင်နဲ့ပဲသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲလေဘာကုသိုလ်မှလည်းမရရမလုံးနိုင်ဘူးဘာဘောဓုတမှလည်းမရှိလိုက်ပဲလောကကြီးမှာဒီလိုနဲ့ပြီးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိဘာမှလည်းထူးထူးခြားခြားမရလိုက်ဘူးအဲ့ဒီလိုမဖြစ်ရအောင်သုတ္တဆိုစီးဖို့အထောက်သုတ္တဖြစ်လာပြီဆိုလို့ရှိရင်ဘာလို့อ่ะစာကကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေဒါနကောင်းမှုလုပ်တယ်ဒါနကောင်းမှုလုပ်တယ်အဲ့တော့သုတ္တဆိုတဲ့ဘောဓုတ္တရှိတဲ့အခါမှာမြတ်စွာဘုရားကဟောတယ်အေးမင်းပစ္စည်းဥစ္စာကိုတရားတဲ့နည်းနဲ့ရအောင်ရှာဟောဘုရားကဆုံးမတယ်ရအောင်ရှာပြီးတော့အဲ့ဒီပစ္စည်းကိုအကျိုးရှိအောင်မင်းသုံးတတ်ရဘယ်လိုသုံးဆိုတာမြတ်စွာဘုရားမင်းရှာလို့ရတဲ့ပစ္စည်းမင်းချမ်းသာအောင်အသုံးပြုနေကိုချမ်းသာအောင်နေအိမ်လို့ရင်အိမ်ဆောင်ကားလို့ရင်ကားဝယ်စီးကိုပစ္စံချမ်းသာလို့ရှိရင်နော်အဝတ်စားကောင်းတဲ့ဝယ်ဝတ်ကောင်းကောင်းစားကောင်းကောင်းနေကိုချမ်းသာအောင်ထားပြီးရင်ကိုမိဘတွေကိုချမ်းသာအောင်ထားပြီးရင်ကိုသားမယားချမ်းသာအောင်ထားနောက်ပြီးကိုမိတ်ဆွေတွေပို့ရှံလို့ရှင်ထောက်ပံ့အဲ့ဒီနောက်မှာဒါနကောင်းမှုလုပ်မရှိစင်းရဲသားတွေကိုပေးတယ်ကမ်းတယ်ကံကောင်းအကြောင်းမလားလို့စားစရာတောက်စရာချွတ်တဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုအကျဉ်းတရားထားပြီးပေးတယ်သို့မဟုတ်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအခုဆိုလို့ရှိရင်နော်လောကမှာပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာဖရာဟာပူဇော်တိုက်ဆုံးပုဂ္ဂိုလ်ပဲဖြစ်တယ်အဲ့ဒီပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တယ်မြတ်စွာဘုရားထီတော်လှူကြမယ်စေဘူးလှူတယ်ဒီထဲမှာထည့်ပြီးတော့ကိုရထားတဲ့ပစ္စည်းဥစ္စာတွေကပူဇော်လိုက်တဲ့ဘုရားကိုပူဇော်အဲ့ဒါလိုပဲလူမှုရေးကိစ္စတွေလုပ်တယ်ကိုရရွာမှာနေတဲ့အခါမှာအလကားသားမနေဘူးအများအကျိုးကြည့်အများအကျိုးဆောင်ရွက်ပေးရလောကမှာလူဖြစ်လာလို့ရှိရင်မနေစိမ့်ရကိုချမ်းသာတာတစ်ခုတည်းကိုမကြည့်အောင်အများချမ်းသာဖို့အတွက်လည်းကြည့်ရဖះလောင်းနေတာ
ဘယ်တော့ပဲဖြစ်ဖြစ်သူတို့လောကကြီးမှာမွေးဖွားလာတာအများအတွက်လို့ခံယူထားတယ်သူတို့နော်အများအတွက်ရရတစ်ခုမှစုပေါင်းပြီးတော့နေကြတယ်အများကောင်းကျိုးအတွက်ဆောင်ရွက်နိုင်ရမယ်ဘဟုစနာဟိတယဘဟုစနာဒုက္ခယကိုအိမ်ကိုချမ်းသာပြီးရောကျန်တဲ့လူတွေဘယ်လိုနေဒီလိုပုံစံမျိုးမနေရဘူးလို့ဆိုဒါစာခလို့ခေါ်တယ်နော်စာခဆိုတာကုညီဖို့အစနဲ့ပယတပါဏိဆေးကြောအပြီးတော့လက်ရှိသူဘသူကုညီရမလဲကုညီဖို့ရကိုယ်မှာအစနဲ့ဖြစ်တယ်သူများရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်ဖို့အစနဲ့ဖြစ်နေတယ်အဲ့ဒါရှိကိုရှိတဲ့နော်လူဖြစ်လာပြီဆိုရင်အဲ့ဒါတွေကအနှစ်သာရတွေလို့ဆိုလို့တယ်ကိုယ့်ကိုရှာတာကိုယ့်ကိုရတာကိုယ့်ကိုစားတာအနှစ်သာရမဟုတ်ဘူးဒါတရားဝတိုင်းဟာကိုယ့်အတွက်လှုပ်တတ်တာကြည့်ပဲဟုတ်တယ်မဟုတ်လားကိုယ့်အတွက်ရှာတာကိုယ့်အတွက်လှုပ်တာရိုးနေတဲ့ကိစ္စတစ်ခုပဲအဲ့ဒီရိုးနေတဲ့ကိစ္စတွေကလမ်းဖက်ထွက်ပြီးသူများအတွက်လှုပ်တာလေးတစ်ခါတော့လှုပ်ချစ်ပေါ့မြတ်စွာဘုရားဘုဇနာဟိတယဘုဇနာဒုက္ခယအများချမ်းသာဖို့အတွက်လှုပ်ပေးတယ်ဒီတရားဘဝရောက်သွားတဲ့မဆလရွာကမဂလူလင်ဆိုမဂဆိုလူတယောက်စိတ်ကူးကောင်းပြီးမလုပ်တယ်လမ်းနေပြင်းတယ်လမ်းပြင်းတဲ့အခါသူကလမ်းတွေကိုတန်းတန်းရှင်းရှင်းလုပ်တယ်တပြက်စီးလဲတယ်ခြိုက်တွေချင်းတွေဖိုးတယ်သူစေရနာနဲ့သူလုပ်တယ်အေးသူလုပ်တာကိုအားကြပြီးတော့ပါဝင်လုပ်ကြတဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းနေတဲ့ပုဂ္ဂိုလ်တွေဒီလမ်းကြောင်းကလျှောက်ဘယ်သူပဲလျှောက်ခလုတ်ကတင်းခြိုင်ကျင်းနေမရှိပါစေနဲ့ဆိုပြီးတော့နေတဲ့နေရာဖိုးတယ်တော့မြင့်တဲ့နေရာကပူတွေကိုဖြွေတယ်ဆူတွေအမိုက်တွေမရှိအောင်ရှင်းလင်းတယ်ဟောလမ်းစလုပ်တယ်လုပ်တဲ့အခါကျတော့သူ့လမ်းပေါ်သွားတဲ့လူတိုင်းဟာချမ်းသာလူတိုင်းကြိုက်တယ်ဆိုတာသူသဘောပေါက်သွားနောက်တစ်ခါရရွာပတ်ဝန်းကျင်မှာတန်ရှင်းသားရအောင်သူလုပ်တယ်လုပ်တဲ့အခါမှာလည်းပဲလူတွေကသူတပြက်စီးပြောင်လှဲထားတဲ့တစ်ပင်အောင်မှာလာနားကြတယ်ထိုင်ကြတယ်ဩလူတွေဆိုတာตายရတဲ့နေရာဆိုကြိုက်ကြပါလားသဘောကျတယ်အဲ့ဒါတွေကိုဆက်လုပ်တယ်သူကစာကကိုကျိုးကိုဆွန့်လွတ်ပြီးတော့အများကျိုးလုပ်တာနော်ဘယ်သူမှသူခိုင်းတာမဟုတ်အဲ့လိုကနေပြီးတော့အများကောင်းကျိုးတွေကိုပြုလုပ်ခဲ့သည့်အတွက်ကြောင့်သူဟာတာဝရိန္ဒနတ်ပြည်မှာတရားပေါ်အရောက်သွားဒီကုသိုလ်တွေကြောင့်ရတာလို့ဆိုလို့ဒါကြောင့်မို့လူဘဝမှာတန်ဖိုးရှိနေထထိုင်နဲ့လှုပ်တတ်မယ်ဆိုလို့ရှိရင်လူဘဝဟာအလုံးကိုအဆင်ပြေတယ်နော်ဘာမှမလုပ်ဘဲနေရင်လည်းဘာမှမဖြစ်ဘူးလုပ်မယ်ဆိုရင်လည်းလူဘဝဖြစ်လူဘဝမှာဘုရားလောင်းနေပဲကြည့်ဘုရားလောင်းနေဟာကိုယ်နဲ့ပတ်ဝန်းကျင်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားတယ်မေတ္တာတရားဆိုတာကိုယ့်ရင်ထဲမှာဘသူ့ပေါ်မှာမမုန်းဘူးဆိုတယ်အမုန်းတရားကိုရင်ထဲမှာဘယ်တော့မှမထည့်ကိုမုန်းအောင်လုပ်တဲ့လူလည်းမမုန်းဘူးကိုရှာကြည့်ငါရင်ထဲမှာမုန်းတဲ့လူရှိလားစိတ်ထဲမှာဒေါသရှိလားငါချက်ချင်းဒေါသဖြစ်တာမျိုးရှိသလားအဲ့ဒီဒေါသကိုဘာနဲ့ဖယ်ရမလဲဆိုမေတ္တာနဲ့ဖယ်ရမြတ်စွာဘုရားဟောတယ်မေတ္တာဘာဝေတ္တဗဒေါသတပါဏာယဒေါသဖယ်ဖို့အတွက်မေတ္တာပွားလို့ဆိုတာကိုယ်ရင်ထဲနှလုံးထဲမှာအမုန်းတရားကင်းအောင်လုပ်တာပဲဖြစ်တယ်ပေါ့အေးလောကလူတွေကမေတ္တာပွားတာတောင်မှပဲကိုချမ်းသာဖို့မေတ္တာပွားနေကြတယ်ကိုယ်ရင်ထဲကဒေါသကိုဖယ်ဖို့လို့စိတ်ထဲမှာသိမရှိကြဘူးနော်ကိုမေတ္တာပို့ရင်တရားတွေချမ်းသာလိမ့်မယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးဒေါသဆိုတာအရေးကြီးဆုံးကကိုယ်ရင်ထဲကအမုန်းတရားကိုဖယ်ဖို့ကြိုးစားတာမေတ္တာတော့ပို့ပါရဲ့ဒေါသကြီးလိုက်တာဆိုရင်သဘာဝမကျဘူးဟုတ်ကဲ့လားမေတ္တာရဲ့သဘာဝဟာဘာလို့ရင်ထဲကဒေါသကိုထုတ်ပြစ်တာကိုယ်ထဲကထုတ်ဖို့အရေးကြီးတယ်လေကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ဒေါသကိုထုတ်ပြစ်ဖို့အရေးကြီးအဲ့ဒီဒေါသကိုထုတ်နိုင်ပြီဆိုရင်အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ရှိမေတ္တာထားပြီဆိုပြီးကိုယ်ရဲ့နှိမ်ချသွားရင်ကူညီဖို့အစဉ်နဲ့ကိုယ်ရဲ့တာသွားရင်လည်းဝမ်းသာဖို့အစဉ်နဲ့ဟော
တိခံခွင့်လို့ဖို့ဆိုတာလည်းအစဉ်သင်းဖြစ်လာအဲ့ဒီလိုမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုရယ်မြင့်မြတ်တဲ့ဖြစ်ပစိုးတရားတွေကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုရင်ဒါနပေကန္နာတို့သီလသူများကိုမထိခိုက်အောင်ကိုချင်းကိုထိမ့်သိမ့်သီလဆိုတာပြောတာသူများမထိခိုက်အောင်လုပ်တာကိုသီလလို့ခေါ်တယ်ပါဏာတိပါဒဆိုတာကိုယ့်ကိုတတ်တာမှမဟုတ်တာသူများတတ်တာမဟုတ်လားအဲ့တော့သူများကိုမတတ်တာသူများကိုမထိခိုက်တော့အရိဏဒါနလည်းသူများပစ္စည်းခိုးတာကိုယ့်ပစ္စည်းကိုခိုးတာမှမဟုတ်တာအဲ့တော့ကိုကသီလစောင့်တည်ခြင်းသည်သူများအထိခိုက်နစ်နာမှုမရှိအောင်လုပ်ခြင်းပဲဖြစ်တယ်ပေါ့အများအကျိုးဆောင်ရတယ်ဒါကြောင့်မို့ပရဟိတလုပ်ငန်းတွေကိုလောကလူတွေကတော့ထင်ကြတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုပတ်စံပေးတာတို့ကြွေးတာမွေးတာဒါတော့ပဲပရဟိတထင်တယ်မဟုတ်ဘူးငါးပါးသီလစောင့်တည်တာလည်းပရဟိတပဲပရဟိတစစ်အဲ့ဒါကိုယ်တိုင်လည်းစောင့်တည်တယ်သူများလည်းစောင့်တည်ဖို့ရတိုက်တွန်းတယ်အဲ့ဒါပရဟိတအဲ့ဒါကြောင့်မို့လို့ရရွာတစ်ခုမှနေထိုင်ကြပြီဆိုရင်တန်မိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားရမယ်တန်မိုးရှိတဲ့အလုပ်တွေအဲ့ဒီတန်မိုးရှိတဲ့အလုပ်တွေဆိုတာအခုပြောရတဲ့တုတ္တဆိုတာကိုအခြေခံပြီးတော့စာခကိုယ်ဘဝကိုဆုံးလို့အနိနာခံဆုံးလို့ပြီးတဲ့အခါကျတော့အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်နော်အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်အဲ့ဒီစာခနဲ့ပညာဆိုတာကြတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့အသိဉာဏ်ကိုဆိုလိုတယ်ပေါ့အဲ့ဒီအသိဉာဏ်ဟာအမှန်တမ်းတန်ဖိုးရှိတယ်လို့ပြောတယ်ဒီတဲ့အစင်းမြင့်တဲ့အသိဉာဏ်ကြတော့ဘာလို့ဆိုရင်အရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်တယ်ငါငယ်ငယ်တုန်းကယုတ်တိမရှိတော့ဘူးခုချိန်မှာအလုံးဟာသွားခဲ့ပြီမရှိတော့ဘူးလူပြိုမှုတွေအလုံးဆုံးရှုံးသွားပြီနော်ကျမ်းမာနေလို့ရှိရင်လည်းကျမ်းမာမှုတွေမကျမ်းမာတဲ့အခါမှာကျမ်းမာမှုတွေလည်းဆုံးရှုံးသွားပြီနောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆုံးရှုံးသွားပြီမမြဲတဲ့သဘောကိုစဉ်းကျင်စဉ်းစားနိုင်အောင်ငါးတဏ္ဍာမှာတကယ်ရှိတာယုတ်နဲ့နာနှစ်မျိုးပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမသိနိုင်တဲ့ body ဆိုရုပ်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးနာမ်ဆိုတာကသိတဲ့အရာတမာအပြင်ခွဲမယ်ဆိုလို့ရှိရင်နော်ရိတ်တာတရားဟောတဲ့ဆရာတော်တွေခွဲတယ်လို့ပဲစာကျင်နာကနာမ်စားတာကရုပ်ဟုတ်ကလားစားခြင်းနဲ့စိတ်ကလေးကနာမ်ပဲစားခြင်းနဲ့စိတ်ကလေးကနာမ်တယ်အဲ့ဒီနာမ်ဟာစားခြင်းလို့ယောဂစားသူတို့နှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်တာနော်ပေါင်းစပ်ဖြစ်တယ်သိတာကနာမ်မသိတာကရုပ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်ပြီးတော့နေတယ်အဲ့ဒီပေါင်းစပ်ပြီးတော့လူတွေကလှုပ်ရှားနေအဲ့တော့ရုပ်နဲ့နာမ်ကလွဲပြီးတခြားဟာမရှိဘူးလို့သိတာပညာလို့ခေါ်တယ်အဲ့ဒီတဆင့်တက်ပြီးဒီယုံ nant တွေဟာလဲဆိုင်ရအကြောင်းတရားတွေအကြောင်းသာဖြစ်လာတာဖြစ်တယ်လို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲဒီယုတ်တွေ nant တွေကဖြစ်လာပြီးရင်လည်းလုံးဝပျက်စီးသွားကြတယ်မမြဲဘူးလို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲတဆင့်တက်ပြီးတော့သိသွားတဲ့အခါမှာနော်ကျင့်တတ်စရာမကောင်းတော့ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အသိတွေလည်းသိလာအဲ့ဒီလိုအသိဉာဏ်တွေသိလာတဲ့အခါကျတော့ဘာဖြစ်လဲကိုယ်ခန္ဓာကိုယ်ပေါ်မှာပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုတွေတတ်မဲ့မှုတွေအာကိုမှုတွေယုံကြည်မှုတွေရောပါသွားတယ်လောကလူတွေဟာတွေ့တာမှုကအမှန်တမ်းကြီးမားတယ်ပစ္စည်းလည်းတွေ့တယ်လူလည်းတွေ့တယ်နောက်ဆုံးကိုယ့်ကိုယ်တွေ့တယ်နော်ကိုယ့်ကိုယ်တွေ့တာတယ်တတ်မဲ့တယ်အဲ့ဒါတွေကအခုလို့ပညာနဲ့မှလျှော့ချလို့ရမယ်ဒါဖြင့်ကိုယ့်ကိုယ်ကိုတွေ့တာတယ်တတ်မဲ့တယ်ဆိုတော့ဘာဖြစ်လဲလို့ဆိုရင်တွေ့တာမှုတတ်မဲ့မှုသည်တောကကိုမွေးဖွားနေခြင်းပဲဖြစ်တယ်တောကကိုမွေးဖွားပေးတယ်မတွေ့တဲ့နေရာတောကဆိုတာမရှိဘူးလွယ်လေးစဉ်းစားကြည့်ကားပိုင်တဲ့လူတယောက်သူ့ကားကတမိုးကြီးပေးထားတဲ့ကားလမ်းသွားလို့ကားအက်ဆီဒင့်ဖြစ်တယ်ဆိုရင်သူ့စိတ်ထဲဘယ်လိုနေမလဲစဉ်းစားကြည့်နော်သူပစ္စည်းသူမနှမျောပေဘူးလား
နှမျောတာကနှမျောယုံနဲ့ပြီးသလားစိတ်တွေမပူဘူးလားပူတယ်စိတ်တွေရလို့ရွှေတွေရလို့စိတ်ရွှေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဟာစိတ်ပြောက်တာတို့ရွှေပြောက်တာတို့ဆိုရင်ဘယ်လိုနေစိတ်ပူတယ်မှာလားအဲ့ဒါတွေဟာတွေ့တာမှုကြောင့်ဖြစ်တဲ့တောကတွေလို့ခေါ်တယ်လူလဲထို့တူပဲတွေ့တာရင်တောကဖြစ်တယ်ကဲကောင်းပြီအဲ့ဒီကားကိုရောင်းပလိုက်တဲ့အခါမှာပတ်စံယူလိုက်ပြီကားကိုဟာမဟုတ်တော့ဘူးဆိုရင်အဲ့ဒီကားနဲ့ပတ်သက်ပြီးပူသေးလားကိုပိုင်ထားတဲ့စိတ်ကလေးတစ်ဝက်သူများရောင်းလိုက်ပြီးအဲ့ဒီစိတ်အတွက်ပူသေးလားပူတဲ့စိတ်ကပဲရောက်သွားတော့ဆိုပတ်စံထုတ်ကြီးပေါ်ရောက်သွားပြန်ဟုတ်ကလားပတ်စံထုတ်ကြီးပေါ်ရောက်သွားတယ်ကဲဘာတကူမှမရှိတော့ဘူးဆိုပူစရာရှိသေးလားသူကိုယ်သူလည်းပဲဒီရလာတဲ့အရာဝတ္ထုသည်သုံးဖို့သာဖြစ်တယ်လှူဖို့သာဖြစ်တယ်တမ်းဖို့သာဖြစ်တယ်စားတော့ရမယ်လှူဒန်းရမယ်ဆိုရင်အတိသိထားလို့ရှိရင်ဒီပေါ်မှာပူအောင်မလားမပူတော့ဘူးအဲ့ဒါတွေ့တာမှုရှိသမျှတောကဆိုတာလာနေမှာပဲတွေ့တာမှုမရှိဘူးဆိုရင်တောကမရှိတော့ဘူးအဲ့ဒါလို့သိတာကိုပညာလို့ခေါ်တယ်အဲ့တော့ပေါင်းကြည့်လိုက်တဲ့အခါမှာတရားရှိရမယ်သူသီလရှိရမယ်တုတ္တရှိရမယ်စာကရှိရမယ်ပညာရှိရအဲ့ဒါတွေကရယူရမယ်အနှစ်သာရတွေပဲလို့ရခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းကတစ်ခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတစ်ခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတစ်ခုမှဟောဒီဘက်ဒီမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့ကိုသားသမီးတွေစားဖို့ကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားမရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရခဲ့တဲ့လူဘဝရလာတဲ့အခါမှာရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်ရကြိုးဟာနှပ်ပါအောင်လားမနှပ်ဘူးအဲ့ဒါကိုတော့သေသေးချာချာစောစောမြဲမြဲမှတ်ထားဖို့မြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်တုတ္တအကြအမြင်ရှိသည့်အတွက်ကြောင့်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြီးတော့နားလဲတယ်စာကဆွတ်လွတ်မှုရှိတာသည့်အတွက်ကြောင့်ကိုကျိုးရှာတဲ့စိတ်ဓာတ်တွေမရှိဘူးအများအတွက်လှုပ်ဖြစ်တယ်အများပရိဟိတကုသိုလ်ကောင်းမှုတွေလှုပ်တယ်ကိုရရွာရဲ့ကောင်းစားရေးလှုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလှုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလှုပ်တယ်ကိုကျိုးတက်တက်မကြည့်ပဲနဲ့အများကျိုးကိုလှုပ်တယ်ဟောစာကားရှိတယ်ပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ်အမှန်တရားသိသွားတယ်အဲ့ဒါလို့အဖြေတွေလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိသွားတယ်အဲ့ဒါလို့တတ္ထသီလသုတ္တစာကပညာဆိုတာဟာရယူရမယ်အနှစ်သာရလို့ဒီလိုမှတ်ရနော်ရခဲ့တဲ့လူဘဝလူဖြစ်လာပြီးတဲ့နောက်မှာရယူရမယ်အနှစ်သာရအခုပြောတဲ့ဒီကနေ့စင်ကြင်မှတဲ့တရားပွဲအကြောင်းပြုတာလောကမှာအခုတရားတွေကိုဟောပြောတတ်တဲ့မြတ်စွာဘုရားရဲ့ကျေးဇူးတွေကိုပေးဆက်တဲ့အနေနဲ့မြတ်စွာဘုရားရွှေထီတော်ထွတ်တင်မယ်စိန်မှုတော်တွေလှူမယ်လှူကြတယ်တန်းကြတယ်ဘုရားကိုပူဇော်ကြတယ်ဆိုတာဒါအမတ္တမကောင်းမြတ်တဲ့ကုသိုလ်တစ်ခုပဲเนาะစာခထဲမှာပါတယ်เนาะတတ္တသီလသုတ္တစာခပညာလို့ဆိုတဲ့အဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအားထုတ်ရမယ်အဲ့ဒီလိုကြိုးစားအားထုတ်နိုင်မှသာလျှင်ရခဲ့တဲ့လူဘဝရပြီးတော့ရယူရမယ့်အနှစ်သာရတွေကိုရလိုက်သည့်အတွက်ကြောင့်ကိုယ်ဘဝရဲ့တက်လန်းဘယ်ထိအောင်ရောက်သွားနိုင်လူဘဝပြီးရင်နတ်ဘဝနတ်ဘဝနေဗြဟ္မဘဝသို့မဟုတ်လူဘဝနတ်ဘဝနတ်ဘဝနေလူဘဝလူဘဝကနေနတ်ဘဝဟိုအောက်ကိုဘယ်တော့မှမဆင်းတော့ဘယ်သူတွေကထိမ့်ပေးထားတော့ဆိုအခုပြောတဲ့တတ္တာသီလသုတ္တစာကပညာဆိုဒီတရား၅မျိုးကအောက်ကိုရအောင်ထိမ့်ပေးတာနော်ဒီတရား၅မျိုးရှိနေသမျှကာလပတ်လုံးဘယ်တော့မှအောက်ကျမသွားတော့ကိုယ့်ဘဝကိုထိမ့်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်သီလပရိဘာဝိတံစိတ်တံ
Tattha Pribhavita Saita Tila Pribhavita Saita Sakha Pribhavita Tutta Pribhavita Saita Sakha Pribhavita Saita Pinya Pribhavita Saita Dari net Tumwantara Seha Beroma Agu Swam Chabu Toba Uyigu Toba Tetare Mi U Shirema Kwejila Lushin U Queria of Yotama Toba Garo Beroma Milfu Aboma Denime Shimiana Moma Den Eda Luwe Horikanago Yaro Luye Kanago so Yokanago Yia $3 no Pugoni Same Larari Same Now did I be a mess? Dobo meeting you are me Alahata Piavoa Yaupamawe Todo Kona Biore Tila Tada Tila Duda Saga Pianarine Tomwanta Sikano Tayauta Lusure no Ero Kanago Yero Mama Jumshu Posa Quiza WhatsApp Setobi Oh D Good Anama Chilite Tarane Tomwanta Sik Dilane Tomwanta Sik Tutane Tomwanta Sik Sagane Tomwanta Sik Pianane Tomwanta Eri Sitakaro Go Hoa Yente Bidama Nabua Gule Pume Piamabua Le Pure Kaya Duri Boni Lele Bido Posong Bido Abeduka Mayao Mieran Handabi Soviet Beta Dajamulu Lubuaye Anitara Sodi Martin Amu Piora Didu Nale no Kami Duria Lua Yagedo Lua Yalavi Lagedo Lua Yalare Daime Tada Dila Yayuame Anitara Yabi say Lua Chinasia Council War the Kupchita people. They are checking to those and break that bound. Yagedo Lua Yashi Tare Chinkalama Yayu then Nitanari do the Riha. But what I could Somatami Chusa Atobi Yayujama Pidelu Kuzi Tanetan Chabi Chusa Ato Nanya Pasikon the D. Mida Boya Badawa Myaswa Piyankwa Chandla Javazi Badawa Myaswa Piyankwa Chandla Javazi Midayi Jan Tongapshan Nijan Javazi Midayi Jan Tongapshan Nijan Javazi Eshi Jamma Sichana Loya Sanda Pivade Eshi Jamma Sichana Loya Sanda Pivade Polanda Dukha Pingasa Mita Boni Dutingama Manodra Di Davidam Bawa Yandu Dukhanaka Mita Boni Dutingama Subambu Amida Dahu Yamu Bawing Willamini Yoni Shayum Bonsoya Jenyo Davidan Jime Odo Nozomya Tadwa Dui Manodra Di Mimya Pusin Ichilin Di Yesim Jitin Sainalodi Hudo Ye Aini Adwena Dukha Benza Sintaura Imya Jinda Daya Puelan Chanda Dukha Di Hudo Kumudra Javanodi Polanda Wanta Shemu Womo Lulia Jinu Wejo Pubuenya Goni Pivi Duganaga Li Auli de Yoshetim Pididi Hudo Yananudi Bawayandu Konswamati Jailan Yini Jabasi Ko the D.